ဆိုတော့ One Piece မှာကအခုနောက်ပိုင်းအပြောင်းလဲအများတဲ့အများလာကိုတတိထားမိတယ်One Hour ပြီးမှာ storyline ဒီတက်မကချဲ့ခြင်းလိုပဲဖြစ်ဒါမှမဟုတ် fan တွေကိုဒီတက်မက surprise ချခြင်းလိုပဲဖြစ်တခုတော့တခုခုပေါ့ပြီးတော့အပြောင်းလဲဆိုတာလည်းချက်ချင်းတော့မဟုတ်ဘူးဗျကျွန်တော်တို့ fan တန်းမှာ10စုနှစ်ဒါမှမဟုတ်အနှစ်20လောက်အထိအနေထိုင်ခဲ့တဲ့အမှန်တရားတွေနေချင်းညာချင်းဆိုလို့ပြောင်းလဲသွားအထင်သာမြင်သာဆုံးပြောရင်တော့လူဖီရဲ့ဂုံမနိုးမိပါစီရီစအနေ1 hour မပြီးခင်ထိကတော့လူဖီရဲ့ဒီကပါရမီကတိုက်ရိုးရိုးပါရမီကပဲကာတာဂူရီတို့လို special ပါရမီကတော့မဟုတ်ဘူးဝါဂဗမန်ကနီကာဆိုရာကြီးကိုဖုံးထားခြင်းလို့ဂုံမနိုးမိဆိုပြီးတော့ကျင်းထည့်ထားတာပါတကယ်တော့ဒါဟီတိုနိုးမိမို့တဲ့နီကာထိုက်ကအစားပြောင်းလဲသွားရဲ့special ပါရမီကတော့မဟုတ် medical zone ဆိုပြီးဖြစ်သွားတယ်ဒီလိုအပြောင်းလဲတွေက fan တန်းမှာတော်တော်ကြီးပွဲဆူသွားစေခဲ့ပါတယ်ဆိုတော့နောက်ထပ်လဲ One Piece မှာဒီလိုအပြောင်းလဲလာနိုင်သေးလားဆိုတော့ကောင်းကြီးလာနိုင်ပါတယ်ဥမာထင်သာဆုံးပြောရရင်တော့ပူနွေးဖြစ်တဲ့ Raw ရဲ့ဒီကလန်နေမှာဟိုမန်ကတည်းက Raw ဒီကြီးပဲဆိုပြီးတော့နှစ်ရှည်များစွာလက်ခံလာပြီးမှအခုကျမှ Raw ဒီကနေ David ဒီဆိုပြီးတော့ပြောင်းလဲသွားတာပါဒီပြောင်းလဲမှုကဘာအရေးကြီးလဲဆိုရင်တော့ကြီးပါတယ်ဒီ member ဝင်တွေဖြစ်နေတဲ့အတွက်ကိုကြီးပါတယ် Roger မတီခင်ကလည်း New Gate နဲ့စာရင်တောက်ရင်သူ့ရဲ့နာမည်အစ်က Go Roger မဟုတ်ဘဲနဲ့ Go D Roger ဆိုတာကို mention သွားပါတယ်Gold D Roger だဒီလိုပြောင်းလဲမှုတွေဖြစ်ပြီးနောက်ပိုင်းမှာကျွန်တော်တန်တရားဝင်မိရတော့ Monkey D Clan ပါပဲဒီ Monkey D Clan အကောင့်ရဲ့နောက်ပိုင်းမှာအပြောင်းလဲအများကြီးဖြစ်နိုင်ပါတယ်ဆိုတော့ Monkey D ဆိုတဲ့ Clan နဲ့ကတော့သူ့ရဲ့နာမည်အစ်ဟုတ်လားနောက်ပိုင်း Monkey D ကနေဘလို့ပြောင်းလဲဖြစ်သွားနိုင်လဲဆိုတာကိုဒီဗီဒီယိုမှာရှင်းပြပေးသွားမှာပါဆိုတော့ထုံးစံတိုင်းရှားကြည့်လိုက်တော့အနည်းဆက်ဆုံးမဟုတ်ပြီမဲ့ Monkey D ရဲ့ line အနဲ့တက်ထတူနေတဲ့မျိုးနွယ်စုတစ်ခုကိုတွားတွေ့ရတယ်အဲ့ဒါဘာလဲဆိုတော့ဒီနိုင်ငံက fan တွေတော်တော်များများကြော်သွားတဲ့ကြတဲ့ Sky Bia Jaya Up ဆိုတော့ Sky Bia Jaya Up ကဘလို့အကြောင်းအရာတွေနဲ့ Monkey D နဲ့ parallel ဖြစ်နေရဆိုတာအရင်ဆုံးကြည့်လိုက်အောင်ဆိုတော့ဖြတ်လျှောက်လေး Dragon ကနေအရင်စမယ် Dragon ရဲ့ current design က Kagura နဲ့နီးစပ်ဆုံးတူနေအောင်တွားတွေ့ရတယ် character ပေါင်း16000ရှိတဲ့ထဲမှာမျက်နှာပေါ်မှာတက်တူးပါဆိုလို့ Dragon နဲ့ Shandian တွေပဲရှိပါတယ်ပြီးတော့ voice actor အစားတူးနေအောင်တွားတွေ့ရတယ် Dragon ရဲ့ voice actor နဲ့ Kagura ရဲ့ voice actor အတူတူပါဒါအရေးမကြီးပေမဲ့လို့ကျွန်တော်ကတော့ရှားထားသမျှ fast တွေကိုပြန်စုပေးထားတဲ့သဘောပါ Dragon ပြီးရင်သူ့အဖေ Gap ရဲ့ iconic ဖြစ်တဲ့ခွေးကောင်းစုပ်ပုံစံက Sky Bia မှာလည်းရှိပါတယ် Sky Bia ရဲ့မျိုးနွယ်စုခေါင်းဆောင်တွေကနိုးတိုက်တော်ရဲ့ဦးကောင်းတွေကိုဝတ်ဆင်နေရှိပါတယ်ပြီးရင် Gap ရဲ့ iconic အသက်ဖြစ်တဲ့ Giant Iron Ball ကို Kagura ကိုယ်တိုင်လည်းအသုံးပြုပြီးတော့တိုက်ခိုက်ပြမှုပါတယ်နောက်ဆုံးတစ်ခုကတော့ Luffy ပေါ့Luffy နဲ့ပတ်သက်ပြီးထောက်ပြစရာအများကြီးရှိပါတယ်ဥပမာ manga cover မှာ hint လေးပါလေးပေးထားပေါ့ဆိုတော့အဲ့လိုအများကြီးတည်းရမှာကျွန်တော်တစ်ခုလောက်ပဲ highlight ပြန်လုပ်ပေးချင်ပါတယ်အဲ့ဒါက Kagura ရဲ့မျိုးဆက်ဖြစ်မှသာ Shandian က Golden Bay ကိုတီးလို့ရမှာပါဒါကျွန်တော်ပြောရမှာမဟုတ်ပါဘူး Viber ပြောတာပါ Enel နဲ့ Final Battle မှာ Luffy ကခေါင်းလုံးတီးပြီးတော့ Enel ကိုတခါတည်းအနိုင်ယူပြသွားပါတယ်ဆိုတော့ Luffy က Kagura ရဲ့မျိုးဆက်ဖြစ်နေလို့များလားဒါစဉ်းစားကြရပေါ့ဆိုတော့ Monkey D 3ပေါင်းလုံးမှာတကောင်ချင်းစီရဲ့ဖြစ်ရတဲ့တိုင်းရလဲဒီ Shandian နဲ့တွတ်တူနေအောင်တွေ့ရတယ်အဲ့လိုမှမဟုတ်ဘဲကလန်တစ်ခုချင်းစီကိုခြုံကြည့်မယ်ဆိုရင်လေ Shandian နဲ့ Parallel ဖြစ်နေအောင်တွတ်တွေ့အဲ့ဒါဘာလဲဆိုတော့ကလန်တစ်ခုလုံးက warrior တွေဖြစ်မွေးဖွားလာတာပါ Gap ကလည်းသူ့ style နဲ့သူ Kid ဆက်က DDJ Legendary Pirate နဲ့အပြိုင်မဲ့ခဲ့သူဖြစ်တယ်လို့ Dragon ကလည်းသူ့ရဲ့ justice တိုင်း revolutionary leader ဖြစ်နေ War Government ကိုအခုချိန်ထိစန့်ကျင်နေတဲ့သူပါ Luffy ကလည်း family legacy ကိုဆက်ခံပြီးတော့ရောက်လျာရက်မှာ freedom ဆိုတာကိုတိုက်ယူရကောင်ပေါ့ Sky Bia မှာလည်းဒီတိုင်းပါပဲ Warrior ဆိုတဲ့မျိုးဆက်ကို Kagura ရဲ့မျိုးဆက်ကနေအခု Viper အထိအဆင့်ဆက်လက်ဆင့်ကမ်းလာပါဆိုတော့ဒီမျိုးနွယ်စုနဲ့စုကတော်တော်ကြီးတူနေအောင်ပတ်တွေ့ရတယ်ဆိုတော့နောက်ပိုင်းမှာ Monkey D ကနေဘယ်လိုပြောင်းလဲသွားမလဲဆိုတော့စောင့်ကြည့်ရမှာပေါ့ Sky Bia မှာတော့God က Enel ပါ Enel ကိုတိုက်ထုတ်ဖို့အတွက် Shandian တွေကအချိန်ကြီးအများကြီးယူခဲ့ရပါတယ်နောက်ဆုံးတော့နိုင်သွားတယ်ပေါ့အခုလက်ရှိ War မှာ God က Emu ပါ Sky Bia မှာ Enel ကိုတိုက်ခိုက်ဖို့အတွက် Shandian တွေကဥဆောင်ရတယ်လို့အခု War မှာ Emu ကိုဖြိုချဖို့အတွက် Monkey D က Major Row ကနေဥဆောင်သွားဖို့ရှိပါတယ်ဆက်ကြည့်လိုက်ရင် God တွေကိုဖြိုးချတဲ့သဘောပေါ့ဆိုတော့ God တွေကိုဖြိုးချရတဲ့ကလန်ဖြစ်တာကြောင့်မလို့နောက်ပိုင်းမှာ Monkey D ကနေ God DK လာဆိုပြီးတော့ပြောင်းလဲသွားနိုင်ပါတယ်နည်းနည်းတော့ကြောင်တောင်ကြီးဆန်ပေမဲ့လို့ theory မလို့ episode ပေါ်အနေနဲ့ပဲကြည့်ပေးပါဆိုတော့ video လေးကတော့ဒီလောက်ပါပဲနောက် video တွေမှာဆက်တွေ့ကြမယ်